အားလုံးပဲမင်္ဂလာပါရှင်ဒီ review အမှာကံမ1 second show နဲ့ကြည့်ဆိုလိုက်ပါတယ်ခုမိတ်ဆက်ပေးမယ့်အသုံးလေးကတော့ iPhone 30 pink လေးပဲဖြစ်ပါတယ်128 GB ဆန်းလေးပါဖုန်းရဲ့အနေထားကတော့အတန်လေးပါကို second hand လေးပေါ့နော် second လေးเนาะအစ်စ်တော့မဟုတ်ဘူးရှင် body အချိန်ကြီးကတော့အားလုံးအတန်ပါပဲသူ့ရုံမိတ်ဆက်ပေးရမယ်ဆိုရင်တော့ iPhone 30 128ပေါ့နော်ယူရလေးသူ့ရဲ့ battery height လေးကဘယ်လောက်ပါမလဲဆိုရင်battery height လေးက96ရာခိုင်နှုန်းပါသေးတယ်ပေါ့နော် battery 96ပါမယ် battery လေးလည်းတော်တော်ကောင်းသေးရပေါ့နော်ကင်မရာတွေဘာတွေကတော့ပြောစရာမလိုပေါ့ရှင်iCloud လည်းစိတ်ကြိုက်ပေါ့နော် iCloud လည်း reset ချဖုန်းဝယ်ရဲ့ခါကျ reset ချပြီးယူလို့ရပါတယ် iCloud လည်းရှင်းပါတယ်ဖုန်းကင်မရာလေးပြပေးမယ်နော်ဖုန်းကင်မရာလေးကတော့ဖုန်းကင်မရာလေးကတက်နေနော်ဟုတ်ဒီဟာလေးကိုရောင်းချပေးမယ်ဈေးလေးက14သိန်း9တောင်း iPhone 30 128 GB ရဲ့128 GB လေးကိုမှ14သိန်း9တောင်းနဲ့ရောင်းချပေးမှာပါတွင်းကျိုးက35 watt ချာချန်ပါမယ်ပြီးကြတော့မှတ်မကွဲကိုလည်းမှတ်မကွဲကိုလည်းအပြည့်အကောင်းတာပေါ့နော်ညီမတို့ iPhone တွေမှာသုံးတဲ့ကောင်းတဲ့ဟာလေးအပြည့်မှာဆိုရင်တော့8000 9000 1000ပေါ့လေ1000ကျော်တဲ့အနေထားလေးကိုကတ်ပေးမှာပါအသွင်ကျိုးရဲ့အသွင်ကျိုးရဲ့ iCloud ရဲ့ပြီးကြတော့မှတ်မကွဲရပါမယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်ချိန်လေးတစ်ချက်လေးကြည့်လိုက်ပါအောင်နော်ဟုတ်ကျေးဇူးပါအားရောက်အားပေးလိုက်ကြပါအောင်ရှင်